ဒီ Excel ကျူရိုဒီရဲ့မှာက sorting ကိုဘယ်လိုလုပ်ရမလဲဘယ်အတွက်အသုံးဝင်နေဆိုတာကိုသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ sorting ဆိုတာဘာလဲဆိုလို့ရှိရင် sorting ဆိုတာကဒီ Excel တွေက data တွေကိုစီစဉ်ပေးတာပဲဖြစ်ပါတယ်ဥပမာအမည်တွေကို A to Z အတိုင်းစီမယ်ဒါမှမဟုတ်ဈေးနှုန်းတွေကိုအနှိမ့်အမြင့်စီမယ်ဒါမှမဟုတ်ဒီနေဆွဲတွေကိုလည်းအဲ့တော့ဒီနေဆွဲအဟောင်းတွေကနေအသစ်တွေကနေအဟောင်းတွေကိုအဲ့လိုမျိုး sorting စီလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်အဲ့တော့ဒီမှာ sample data table လေးရှိတယ်ပေါ့နော်ဒီ table မှာဆိုလို့ရှိရင်အဲ့တော့ကိုကဒီ salary တွေကိုဒီအများဆုံးကနေအနည်းဆုံးကိုအဲ့တော့စီမယ်ပဲပေါ့နော်စီမယ်ဆိုရင်အဲ့တော့ကိုအဲ့တော့ sorting လုပ်ချင်တဲ့ cell ကွက်တွေကို selection မှတ်ပေါ့မှတ်ပြီးသွားလို့ရှိရင်ဒီ home menu တွေက editing group တွေကဒီ soft and filter ကို click နှိပ်လိုက်အဲ့ဒီမှာဆိုလို့ရှိရင်ကိုကဒီကိန်းကနန်းတွေကို selection မှတ်ပေးထားတဲ့အတွက်သူကဒီမှာ smaller to larger ကို smaller to larger larger to smaller သူက auto ပြောပြပေးနေတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လာစာအမြင့်ဆုံးကနေအနည်းဆုံးကိုစီမဖြစ်တဲ့အတွက် larger to smaller ကိုရွေးလိုက်မယ်အဲ့တော့ဒီမှာ sort one ဆိုတဲ့ dialog box ကလေးကြာလာတယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာ expand the selection ဆိုတာရှိတယ်သူကဘာပြောတာလဲဆိုတော့အခုဒီမှာပေါ့နော်ပထမဦးဆုံး ID က135ပထမဦးဆုံး data မှာကြည့်လိုက်နော်ပြီးတော့ name ကမြတ် department HR salary က3,900,000အဲ့တော့ကိုက salary ကို sorting လုပ်နေတာအဲ့ဒီ salary နဲ့ပတ်သက်တဲ့ big data တွေကိုရောဒီ sorting လုပ်တဲ့အချိန်မှာအဲ့တော့အတူတူလုပ်ပေးသွားမှာလားလို့ပြောတာပေါ့နော်အဲ့တော့အဲ့လိုလုပ်ပေးသွားမှာဖြစ်တဲ့အတွက်အဲ့ဒါမှလည်းအဓိပ္ပာယ်ရှိမှလीနော်မဟုတ်ရင်အဲ့တော့ဒါတွေကတလွဲတွေဖြစ်ကုန်မှာပေါ့နော်အဲ့ဒီအတွက်ဒီ expand the selection ကိုရွေးပေးရမယ်ပြီးရင် source ကိုရွေးပေးပေါ့နော်အဲ့တော့ဒီမှာပေါ့နော်အဲ့တော့သူကlarger to smaller စီစဉ်သွားပြီပေါ့နော်နောက်တစ်ခုကကြတော့ join date အဲ့တော့ join date ကကြတော့အဲ့တော့ဒီ join date ကိုက selection မှတ်မယ်ဆိုရင်အဲ့လိုပဲ data ကို selection ပေးပြီးရင်ဒီ home menu တွေက editing group တွေက soft and filter ကိုတွားခုနက smaller to largest to larger to smaller တို့သူကပြရတယ်ပေါ့နော်ဒီမှာဆိုရင် oldest to newest ဖြစ်သွားပြီဘာလို့ဆိုသူက date မှန်းသိတဲ့အတွက်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်အဲ့တော့ oldest to new ပဲရွေးလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာလဲ expand the selection ကိုအဲ့တော့ selection ပေးပြီးတော့ soft လုပ်လိုက်မယ်အဲ့တော့ oldest to ဆိုတဲ့အတွက်ဒီမှာ တက်ဂရစ်တွေကြည့်လိုက်ပေါ့နော်2020 21ဆိုတော့ဟိုအရင်တော့ date တွေကနေပြီးတော့လက်ရှိနဲ့နီးစပ်တဲ့ date ထိလို့စီပေးရပေါ့နော်တကယ်လို့မှာnewest to oldest ဆိုလို့ရှိရင်လည်းဒီ2023ကအပေါ်မှာရောက်နေမှာပေါ့နော်ပြီးတော့နောက်ထပ် sorting ကကြတော့ဒီမှာအဲ့တော့ဒီနာမည်တွေကို sorting စီမယ်ပေါ့နော်အဲ့တော့ခုနကလိုပဲဒီ home menu တွေက editing group တွေက soft and filter ကိုမနှိပ်ဖဲနဲ့ဒီ selection ဝင်နေတဲ့ cell ပေါ်မှာပဲ right click ထောက်လိုက်ပြီးတော့ soft ကိုရွေးပြီးတော့ဒီမှာဆိုရင် A to Z စီမယ်ပဲထားပါတော့အဲ့တော့ A to Z ဆိုရင်ဒီမှာ expand the selection sort ဒါဆိုရင်ဒါ sorting စီတာပေါ့နော်အဲ့တော့ sorting ကဒီ report တွေပြုလုပ်တဲ့အခါမှာအရေးကြီးတဲ့ tool တစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဒီ Excel ရဲ့ data တွေကိုစီမံခန့်ခွဲရတာလဲအဲ့တော့ပုံမို့လွယ်ကူလာပါလိမ့်မယ်အဲ့တော့ဒီ sorting နည်းလမ်းလေးကိုလေ့လာသင်ယူပြီးတော့ဒီ Excel ရဲ့ data တွေမှာထိရောက်စွာအသုံးချနိုင်ပါလိမ့်မယ်အဲ့တော့ဒီဗီဒီယိုလေးကိုအဲ့တော့အဆင်ပြေတယ်ဆိုလို့ရှိရင် like ကလေးပေးဖို့မမေ့ပါနဲ့အောင်နော်